မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့ကြာပရောင်းမြို့ကပြည်သူတအုပ်ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကကြာပရောင်းမြို့ကပါကြာပရောင်းနယ်မှာဖြစ်ပျက်နေတာလေးတွေကိုပြောပြချင်တာပါပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးလူဆွဲတဲ့သတင်းလေးပေးချင်တာပါကြာပရောင်းထွေရုံမှာလုံခြုံရေးယူနေတဲ့စစ်သားလို့ပြောရမလားပြည်သူ့စစ်လို့ပြောရမလားရဲထွန်းဦးဆိုတဲ့သူဗျာရွာတွေရက်ွက်တွေရောက်တာနဲ့အယမ်းမယိုင်းတာပါပဲပြည်သူစစ်မှုထမ်းပါတဲ့ကလေးတွေကိုရိုက်လိုက်ထိုးလိုက်ကြိတ်လိုက်နေတခါတလေတနက်တင်နေနဲ့ပါရိုက်ပါတယ်တရခံဖမ်းတာလားစစ်မှုထမ်းခေါ်တာလားတော့မသေးကွဲပါဘူးတခါတလေအရက်သေးကမင်းကလေးတွေကိုလည်းတားပြောမရပြောပြီးမထီတထီလုပ်ပါတယ်ဘသူကမှအေးအေးယူခြင်းမလုပ်တယ်လို့မစီစစ်ကြပါဘူးဗျာတကယ်တော့တက်သိက်ခါကြနေတာအဲ့ဒီလိုလူတွေကြောင့်ပါအထက်ကလူကြီးတွေတိအောင်ပြောပေးပါလို့စာရေးသားပေးပို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်မှာနင့်နာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနေဆိုရင်မက်ဆေ့ဘောက်ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်